ဒီကနေ့ဗီဒီယိုမှာတော့ပေါင်ညာစကင်ယူပြီးကြောက်တဲ့လူများအတွက်နဘန်ချင်းတာချက်ပိုင်ရှင်ကိုင်စာနဲ့နဘန်ဘယ်လိုကျင့်ရမလဲဆိုတော့ကိုပေါ့ကက်လေးလုပ်ပေးတော့မှာဖြစ်ပါတယ်ဆိုတော့ကချိန်ဆွဲနေရောပဲနဲ့ skill လေးတွေရှိကိုတွားလိုက်ရအောင်ပါ passive skill by one တခင်မင်းမေလင်းကိုင်စာရဲ့ basic တက်နဲ့ skill 2နံပါတ်ချင်းတာချက်တို့ဟာ enemy တကောင်နဲ့ပေါ်သုံးတဲ့အခါမှာ damage အပိုဆောင်90%ထိမှန်စေမှာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ item မသားပဲနဲ့ဘယ်တော့မှကိုင်စာနဲ့ပိုင်ဝတ်ချဖို့မတွေးမိပါစေနဲ့ skill 1တပြန်ဆက်ကြပြန်လာပါ skill 1ကိုတောင်းတဲ့အခါမှာကိုင်စာအနေနဲ့လန်ရဲ့တပြန်ဆက်တစ်ခုကိုပြစ်လိုက်မှာဖြစ်ပါတယ် enemy ကိုထိမှန်ခဲ့လို့ရှိရင်တော့ 15% 2 second စလို့တင်မှာဖြစ်ပြီးတော့ skill ကိုတောင်း30% short ပြီးမှဖြစ်တဲ့အပြင်ကိုင်စာအနေနဲ့သွေးလိုက်ပြန်တက်ပြီးတော့ attack speed နဲ့ movement speed ကို 15% 3 second တိုးစေမှာပဲဖြစ်ပါတယ် skill 2နံပါတ်ချင်းတာချက် skill 2တောင်းလိုက်ရင်တော့ကိုင်စာအနေနဲ့ချိန်တဲ့ direction တိုင်းနံပါတ်2ချက်ချင်းကြလိုက်မှာဖြစ်ပြီးတော့နောက်တစ်ချက်ထပ်တဲ့ချင်းမို့ enhance basic တက်ပါရအောင်မှာဖြစ်တဲ့အတွက်3ရင်တိတိနံပါတ်ချင်းမှာဖြစ်ပါတယ်ဒါနဲ့မကသေးပဲတတိယမြောက် enhance basic တက်ဟာကလစ်တွေထဲမှာပြတ်ထားတဲ့အတိုင်းနေမောင်းတောင်းဆောင်ကိုလည်းကြော်ခေါ်လို့ရစေအောင်မှာဖြစ်ပါတယ် automate မိစ္ဆာချက်ဖို့ငါထပ်ဖို့ automate ကိုတောင်းလိုက်တဲ့အခါမှာကိုင်စားအနေနဲ့မိစ္ဆာချက်ဖို့ကိုထပ်ဖို့ပြီးတော့ပတ်လေကိုမချစ်တမ်းမဲ့ထိမှန်စေ short way တစ်ခုထုတ်ပေါ်လာမှဖြစ်ပြီးတော့ဂျဝမပြုတ်ခင်ကာလအတော်တွင်းမှာကိုင်စားအနေနဲ့အပိုဆောင်သွင်း900အပြင်အပိုဆောင် damage အပိုဆောင် movement speed နဲ့အပိုဆောင် damage block တို့ကိုပါရရှိနေအောင်မှာဖြစ်တဲ့အတွက်မာလဲမှာပြီးနားလဲနာနေမဲ့အနေထားမျိုးဖြစ်နေမှာပါကိုင်စားဟာလမ်းကြုံဝင်ကြုံတို့လမ်းပြောင်းနေတဲ့သုံးငယ်လေးကိုဆုံးမလို့ရတဲ့ဇငယ်ရိုးမှာဆိုတာအကောင်းဆုံးပဲဖြစ်ပြီးတော့ခုမှစထွန်းမဲ့သူများအနေနဲ့ဒီအာကနာဒီ item လေးတွေနဲ့စပြီးထွန်းကြည့်နိုင်ပါတယ်နောက်ပိုင်းမှာလည်းဒါမျိုး guide တွေ game play analysis လုပ်ပေးတော့မှာမို့လို့အကောင့်လေးကို follow လုပ်ခဲ့ဖို့မမေ့နိုင်ဘူးနော်